လာပြီးတော့ဝိုင်းအောင်စင်ကာပူခီးတယ်ဟမ်ငါတို့ကောင်းလားကိုကားမှာလားတမကားနဲ့တူစင်ကာပူကိုတော့စတင်ရောက်ရှိနေပြီဖြစ်ပါတယ်ဗီဒီယိုဘလော့လေးကိုကျွန်တော်တို့နဲ့အတူအဆုံးထိလိုက်ပါကြည့်ရှုရင်လည်းမိတ်ဆွေတငယ်ချင်း view ဟာများအပန်းဖြေလိုက်ပါဒီမှာဆိုရင်တော့ပထမဦးစွာကျွန်တော်တို့ရောက်ရှိနေတဲ့နေရာလေးကတော့စင်ကာပူနိုင်ငံရဲ့နာမည်အကြီးဆုံးနေရာကြီးဖြစ်တဲ့နော်ပန်းချံဥယျာဉ်ကြီးရှိတဲ့ရေတံခွန်တောင်ဟဲဘီကြီးရှိတဲ့ရေတံခွန်ကြီးရှိတဲ့နေရာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ပထမဦးစွာလေရင်ခွန်ကြီးထဲမှာတွေ့မြင်ရမှာကတော့ shopping mall တွေ supermarket တွေအမတ်တရ brand ပစ္စည်းတွေအမတ်တရလက်ဆောင်တွေဝယ်လို့ရမယ့် brand ပစ္စည်းရောင်းချနေတဲ့shopping mall supermarket တွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ခေတ္တပလေးချာချာပို့အောင်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ blog တွေကိုကြည့်ရှုအားပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဒါကတော့ဒီရုပ်နှစ်တကူမှာပြင်ဆင်ထားတဲ့နေရာမှာပဲဖြစ်ပါတယ်ဒါကတော့တစ်ချိန်ကကျွန်တော်တို့ TV ရဲ့ရုပ်ရှင်ထဲမှာပဲကြည့်လို့ရမယ်စင်ကာပူနိုင်ငံရဲ့နာမည်အကြီးဆုံးတစ်ခုဖြစ်တဲ့ရေတံခွန်ကြီးရှိတဲ့လေယာဉ်ကြီးရဲ့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်တစ်ချိန်ကတော့ကျွန်တော်တို့စင်ကာပူတို့နိုင်ငံခြားတို့မလေးရှားတို့ဆိုတာအိမ်မက်ထဲတောင်မှမခဲ့ပါဘူးလက်ရှိချိန်မှာကျွန်တော်တို့ဘဝဘေးကံကြောင့်ကိုယ့်ရဲ့ကျိုးသားအထောက်မှုကြောင့်နိုင်ငံခြားခီးတွေကိုစတင်ထွက်နိုင်နေပြီဖြစ်ပါတယ်အခုလိုမျိုးအထောက်အပံ့ကူညီပေးကြတဲ့များကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ဗီဒီယိုဘလော့များကိုကြည့်ရှုအားပေးသူများကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ထပ်တွေမှာလည်းပြန်နိုင်ငံတွေသွားရောက်လည်ပတ်အောင်မလဲဆိုတော့သိရှိနိုင်ရတဲ့အောင်ငင်းဘလော့ official နဲ့အောင်ငင်းဘလော့ YouTube ကို like share follow like subscribe လုပ်ထားနိုင်ပါတယ်ကျွန်တော်ကတော့ခေတ္တမလေးရှာရောက်ကိုအောင်ပဲဖြစ်ပါတယ်ညမလေးနဲ့တစ်ချက်ရှိုး Oh my god ဥပပဥရရမကြခင်မှာဖွင့်လက်တော့မဲ့ရေတံခွန်ကြီးပဲဖြစ်ပါတယ်ရေတံခွန်ကတော့နိုင်နဲ့အချိန်အကန့်အသတ်နဲ့ဖွင့်လာလို့သိရှိရပါတယ်ဒီမှာဆိုရင်စောင်းတိုင်းကြည့်ရှုနေတဲ့ပြည်သက်က အများကြီးပါပဲ bye bye